ဂျပန်နိုင်ငံကိုကမ္ဘာလုံးကအတိမတ်ပြုတဲ့နိုင်ငံတနိုင်ငံအဖြစ်ပေါ့နော် AD 900ခန့်မှာဒီဂျပန်အရှုပ်သွားရောအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တာကတော့ဂျပန်နိုင်ငံစတင်ဖြစ်ပေါ်လာတဲ့ခေတ်နာရခေတ်ကြောင်းပဲဖြစ်ပါတယ်နာရခေတ်ကတော့ AD 910ရာလည်းပြီးတော့ AD 994ကြားမှာဖြစ်ပေါ်ခဲ့တဲ့ခေတ်ပေါ့နော်အဲ့ခေတ်မှာကျွန်တော်တို့ဂျပန်နိုင်ငံစတင်ပေါ်ပေါက်ခဲ့တယ်ပေါ့နော်နာရခေတ်လို့ဘာကြောင့်ခေါ်ရလဲဆိုလို့ရှိရင်ကျွန်တော်ဂျပန်နိုင်ငံရဲ့ပထမဦးဆုံးမြို့တော်ပေါ့နော်ကျွန်တော်နာရမြို့မှာရှိတဲ့ Heijo Kyo ဆိုတဲ့နေရာမှာပေါ့နော်ဒီစောက်ခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်နာရခေတ်လို့ခေါ်ရခြင်းဖြစ်ပါတယ်နာရခေတ်မှာကျွန်တော်တို့ဘာတွေပြောင်းလဲခဲ့လဲဆိုလို့ရှိရင်ကျွန်တော်ဗျဒီအာစုကခေတ်မှာစတင်ခဲ့တယ်ပေါ့နော်ဘရင်အုပ်ချုပ်ရေးပေါ့ကျွန်တော်ချောတိုခုမင်းသားတီဘာလဲအစပြုခဲ့တယ်ပေါ့နော်ဒီဘရင်အုပ်ချုပ်ရေးဒီမင်းသားအုပ်ချုပ်ရေးပေါ့နော်အရန်အာဏာကြီးမားလာခဲ့တယ်ဒီချောတိုခုမင်းသားဒီရွေးဆွဲခဲ့တဲ့ဥပဒေကျမ်း18ချက်ထဲမှာပါတဲ့ဒီတန်တိုးအာဏာဆိုတဲ့ဒီမင်းသားအာဏာပေါ့နော်ဘရင်အာဏာကလုံးဝအထွတ်ထိပ်ဒီနာရခေတ်မှာပေါ့နော်အရန်ကြီးမားလာပြီးတော့လုံးဝအမြင့်ဆုံးကိုရောက်ရှိခဲ့တယ်ပေါ့နော်အဲ့ချိန်မှာဒီမင်းသားသုံးပြုခဲ့တဲ့ဒီအုပ်ချုပ်ရေးတရုတ်ဘက်ကနေပြီးတော့လာတဲ့အုပ်ချုပ်ရေးတွေထွန်းကားလာတယ်လုံးဝလူတိုင်းအတိမတ်ပြုလာတယ်ပေါ့နော်ဘရင်အာဏာအရန်ကြီးမားလာတယ်ပြီးသွားလို့ရှိရင်ဒီဘာသာရေးအပြောရမယ်ဆိုဗုဒ္ဓဘာသာကိုဒီနိုင်ငံတော်အကာအကွယ်ပေးတဲ့ဒီထွန်းကားလာခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပဲဒီတဖြည်းဖြည်းနဲ့ဒီနိုင်ငံပုံစံပေါ်ပေါက်လာပြီးတော့ဒီနာရခေတ်မှာပဲကျွန်တော်တို့ဘာသာရေးထွန်းကားလာတဲ့အပြင်ဒီဂျပန်နိုင်ငံရဲ့ပေါ့နော်ဖွဲ့စည်းပုံတွေစာရေးတွေအမှုကျမ်းတွေဒီနိုင်ငံဖြစ်ပေါ်လာတဲ့အတွက်ပေါ့နော်ဘယ်လိုပြောရမလဲရေးဆွဲထားတဲ့ကျမ်းတွေအပြင်ဒီတမိုင်းစာအုပ်ဂျပန်တမိုင်းစာအုပ်တွေလည်းပေါ်ပေါက်လာခဲ့ပထမဦးဆုံးဂျပန်တမိုင်းစာအုပ်တွေလည်းပေါ်ပေါက်လာခဲ့ပေါ့နော်အဲ့တော့အဓိကပြောင်းလဲသွားတာတွေကဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်အာစုရခေတ်မှာစတင်ခဲ့တဲ့တရုတ်ကနေပြီးတော့ယူလာတဲ့ဒီပေါ့နော်ယဉ်ကျေးမှုတွေဝတ်စားဆင်ရင်မှုတွေအကုန်လုံးကဒီဂျပန်ပုံစံဂျပန်စတိုင်ပြောင်းလာတယ်ပြီးတော့လို့ရှိရင်ဒီပြီးတော့နောက်တစ်ချက်ပြအာစုကခေတ်မှာပဲစတင်ပေါ့နော်တရုတ်တွေကဂျပန်ကိုခေါ်တဲ့နာမည်ရှိတယ်ဒီနီဟွန်ဆိုတဲ့ဂျပန်ဆိုတဲ့နိုင်ငံမခေါ်ခင်မှာပေါ့နော်တရုတ်တွေကဂျပန်ကိုဝနိုင်ငံလို့ခေါ်တယ်ဝနိုင်ငံလို့ခေါ်တာကိုဂျပန်တွေကသဘောမကျတဲ့အတွက်ကြောင့်မလို့ဒီသူတို့တရုတ်ရဲ့ယဉ်ကျေးမှုတွေပြီးဝတ်စားဆင်ရင်မှုတွေမျိုးပြောင်းလဲလာတဲ့အပြင်ကိုဒီတရုတ်ခေါ်တဲ့ဝနာမည်ကိုပါကျွန်တော်နီဟွန်ဆိုတဲ့ဂျပန်နာမည်ပေါ့နော်ဂျပန်နိုင်ငံအမည်ကိုဂျပန်တွေကသတ်မှတ်လိုက်တယ်နီဟွန်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်နီဟွန်နေစတင်ထွက်တဲ့နိုင်ငံနေထွက်တဲ့နိုင်ငံပေါ့နော်ပထမဆုံးစတင်နေထွက်တဲ့နိုင်ငံကိုသူတို့သတ်မှတ်ခဲ့တယ်အဲ့တော့ဒီနိုင်ငံသားတွေကလည်းကြိုက်နှစ်သက်တယ်ဒီနာမည်ကိုပေါ့နော်နဲ့ကျွန်တော်ဒီဂျပန်နိုင်ငံဆိုတဲ့နီဟွန်ဆိုတဲ့ဂျပန်နိုင်ငံကြီးကပေါ်ပေါက်လာခဲ့ပေါ့အကုန်လုံးပြောင်းလဲပြီးတော့ပေါ့နော်အဲ့တော့ဒီဂျပန်တွေကဒီအမျိုးပေါ့နော်တရုတ်တွေကိုရီးယားတွေယဉ်ကျေးမှုဝတ်စားဆင်မှုတွေအကုန်လုံးကိုဒီဂျပန်ပုံစံအဖြစ်ပြောင်းလဲသွားပြီးတဲ့နောက်ပိုင်းမှာတော့ AD 900ခန့်လောက်မှာပေါ့နော်ဒီဂျပန်နိုင်ငံကိုတစ်ကမ္ဘာလုံးကအတိမတ်ပြုလိုက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီပေါ့နော် AD 900ခန့်လောက်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဂျပန်နိုင်ငံဖြစ်ပေါ်လာခြင်းရဲ့ဒီခေတ်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ပထမအဆုံးကကျွန်တော်ဂျိုမွန်ခေတ်နောက်တစ်ခုကယာယောဤခေတ်ခိုဖွန်ခေတ်ပြီးအာစုကခေတ်နာရခေတ်ဆိုပြီးတော့၅ခေတ်မြောက်မှာဂျပန်နိုင်ငံကိုတစ်ကမ္ဘာလုံးကအတိမတ်ပြုAD 900ခန့်လောက်ပေါ့နော်AD 900ခန့်လောက်မှာဂျပန်နိုင်ငံကိုတစ်ကမ္ဘာလုံးကအတိမတ်ပြုလာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်သွားခဲ့ပါပြီအဲ့တော့ကျွန်တော်ပထမဒီအတူချုံပြောရမယ်ဆိုလို့ရှိရင်ဂျိုးမွန်တော့လူတွေစားတင်တည်ရှိလာတယ်စံတဘာစိုက်ပြိုးလာတယ်ပြီးအာနာရှင်တွေပေါ်ပေါက်လာတယ်ဘယင်းမင်းသားဘယင်းနန်းတွေဘယင်းအာနာတွေဒီညခိုင်မဲလာတယ်နောက်ဆုံးမှဒီဂျပန်နိုင်ငံကြီးဖြစ်ပေါ်လာတယ်ဆိုပြီးတော့ကျွန်တော်ချေရပြောခဲ့တဲ့အရာလေးပေါ့နော်အဲ့ဒါလေးတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုလိုမျိုးဂျပန်နိုင်ငံဖြစ်ပေါ်လာခဲ့တဲ့အကြောင်းရင်းလေးကျွန်တော် sharing လုပ်ပေးတာလေးတွေကိုဒီနေရာကြီးကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့ like and share လေးလုပ်ပေးသွားကြပါအောင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးတွေမှာလည်းအမျိုးအတွေ့အကြုံလေးတွေကျွန်တော်သိသလောက်လေးကျွန်တော်တတ်သလောက်လေးတွေနဲ့ကျွန်တော် sharing လုပ်ပေးခြင်းပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်